နဂါးကြီးကမင်းကြီးကိုဤသို့ဆိုလေသည်အကယ်၍တင်သည်နောက်တစ်ကြိမ်ဤနေရာသို့ပြန်လာပါကငါ၏နဂါးပြည်ကိုမြင်တွေ့နိုင်သောမြေအိုးကြီးတစ်လုံးရှိပါသည်တင်သည်ထိုမြေအိုးကိုမိသူကိုမျှမပြောပြနှင့်ထိုသို့ပြောမိပါကတင်ဘဝသည်အလုံးစုံပျက်စီးဆုံးရှုံးနိုင်ကြောင်းထို့နောက်နဂါးမင်းသည်မင်းအားလက်ဆောင်များစွာပေးအပ်ပြီးလူပြည်သို့လုံခြုံစွာပြန်ပို့ပေးလိုက်ပါသည်မင်းသည်နဂါးပြည်၏အံ့ဖွယ်ထူးခြားမှုများကိုစဉ်းစားရင်းနဂါးမင်း၏တတိပေးချက်များကိုနှလုံးသွင်းရင်းနန်းတော်သို့ပြန်ရောက်သွားပါသည်ကြာမြင့်နေလာသောအခါမင်းသည်နဂါးပြည်၏အံ့ဖွယ်ရာများကိုမမေ့နိုင်ဖြစ်နေပြီးထို့ထက်ပို၍နဂါးမင်းတတိပေးခဲ့သောမြေအိုးကြီးအကြောင်းအမြဲစဉ်းစားမိ၏နာနေလာသည်မင်း၏မိဖုရားကြီးသည်မင်း၏စိတ်ပြန့်လွင့်နေမှုကိုတတိပြုမိရတာလေးကြောင့်မိဖုရားကနူးညံ့စွာစုံစမ်းမေးမြန်းသောအခါမင်းသည်နဂါးပြည်၏လျှို့ဝှက်ချက်များကိုမဖွင့်ဟနိုင်တော့လဲမြေအိုးကြီးတစ်လုံးအကြောင်းကိုမူစိတ်ထဲတွင်စုပ်ကင်ထားနိုင်ခြင်းမရှိပါမိဖုရားကလိမ္မာပါနှက်စွာဆက်လက်အေးမြန်းလိုက်သည်မိဖုရားကချစ်တော်မင်းကြီးကျမတို့ချစ်ချင်းမြတ်တာအားတစ္ဆာပြုပါလားကျမ၏ရင်ထဲတွင်တန်တရားဖြစ်နေသောအရာတစ်ခုကိုမေးခွန်းပြုပါဟုပြောလာပါသည်မိဖုရား၏ချစ်ချင်းနှင့်တစ္ဆာတရားအားအလွယ်တကူတစ္ဆာမပြုနိုင်သောမင်းသည်မေးလို့ဖို့ဟုခွင့်ပြုမိလိုက်ပါသည်ထိုအခါမိဖုရားကထူးဆန်းသောမြေအိုးကြီးတစ်လုံးအကြောင်းကိုတင်တွေးနေသည်မှာအမှန်ပင်ဖြစ်ပါသလားဟုဓာတ်ရိုက်မေးလိုက်ပါသည်မင်းသည်အံ့အားသင့်သွားပြီဟုတ်ပါသည်ဟုမတုံမလုတ်ဖြေလိုက်မိလာသည်မင်းဤဟုတ်ပါသည်ဟူသောစကားမှန်သည်နဂါးပြည်ရှိမြေအိုးကြီးကိုချက်ချင်းပဲကွဲအပ်သွားစေသည်ထိုမြေအိုးမှာနဂါးမင်းဤပြည်တော်ကိုထိမ့်သိမ်းထားသောလျှို့ဝှက်ချက်တစ်ခုဖြစ်ပြီးရင်းဤကွဲအပ်ခြင်းကြောင့်နဂါးပြည်သို့ရေဝင်ရောက်ကာပျက်စီးခြင်းသို့ရောက်ရှိသွားပါသည်နဂါးမင်းဝယုံနာသည်အလွန်ပူပန်သောကရောက်ပြီးမိသူကဤမြကြီးမားသောအန္တရာယ်ကိုဖြစ်စေသည်ကိုသိရှိရန်လူပြည်သို့ရောက်လာပါသည်နဂါးမင်းသည်မင်းထံရောက်လာသောအခါမင်းလည်းမြည်သည့်အမားကိုမျှမဖုံးကွယ်ပဲဖြစ်စဉ်အားလုံးကိုရိုးသားစွာဝန်ခံပြောပြပါသည်မင်း၏ရိုးသားမှုမိဖုရားအေးပါတစ္ဆာရှိမှုနှင့်ကိုကြိုးစွမှုကိုနဂါးမင်းကတွေ့မြင်ပါသည်ထို့ကြောင့်နဂါးမင်းသည်မင်းအားပြင်းထန်စွာအပြစ်မတင်နိုင်တော့ဘဲဤဖြစ်ရသည်ကံကြမ္မာ၏အစီအစဉ်သာဖြစ်ကြောင်းလက်ခံလိုက်ပါသည်ဤဇတ်တော်မှာသင်ခန်းစာတစ္ဆာတရား၏စွမ်းအားသည်ကြီးမားလာပါသည်သို့သောထိုစွမ်းအားသည်အလွယ်တကူပြောဆိုလိုက်သောစကားလုံးများမှာမဟုတ်စိတ်နှလုံးအကျွမ်းမဲ့တက်ဝင်ယုံကြည်ပြီးမိမိ၏အတွေ့အကြုံနှင့်အသိဉာဏ်နှင့်ကိုက်ညီသောမှန်ကန်သောအချက်ကိုရဲရင်စွာဖော်ထုတ်ပြောဆိုခြင်းတစ္ဆာကရိယာတွင်သာတည်ပါသည်ထို့သောတစ္ဆာတရားသည်အန္တရာယ်ကြီးများကိုပင်ကာကွယ်နိုင်စွမ်းရှိပါသည်မှန်ကန်သောအရာကိုရိုးသားစွာဆွဲမြဲစွာလိုက်နာကျင့်သုံးခြင်းဖြင့်ကျွန်ုပ်တို့၏ဘဝသည်လည်းကာကွယ်မှုနှင့်ငြိမ်းချမ်းမှုကိုရရှိနိုင်ပါသည်နာယဇတ်တော်မှနဂါးမင်းနှင့်တွေ့ဆုံခန်းနှင့်တစ္ဆာတရား၏ထူးခြားသောစွမ်းအားအကြောင်းပြောပြခြင်းဤတွင်ပြီးပါပြီ